to you. Happy birthday to you. Happy birthday, dear Sayo. Happy birthday to you. Happy birthday to you. Happy birthday, dear Sayo. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday, birthday, happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, dear Sayo. Happy birthday to you. ဟုတ်မယ်လက်ကောင်းတဲ့များနဲ့အချင်းကိုပြည့်စုံပါဗျာဝိနည်းမစာပြီးအသက်ရှင်စင်းလာချမ်းသာရဗလာဉာဏ်ပညာဆိုတဲ့ဆုံးလူကျိုး၅ပါးနဲ့ညမန်းနေတယ်ဟုတ်လားဟုတ်တယ်ဝိနည်းရှင်လေးဆိုင်ကိုလည်းတွင်းတည်းချင်းချင်းတောင်ကိုနောက်ထပ်အများကြီးဆက်လက်တို့ရရှိပါစေကြောင်းဒီညနေဝိနည်းစမောင်းလေးတောင်းပေးပါရစေကိတ်မုတ်တွေစားကြမယ်ပြီးရင်ကန်တူးရှင်တစ်ဦးကိုစုရည်အသီးသီးချင်းနေပါမယ်ခင်ဗျာကန်တူးရှင်တစ်ဦးကိုစုချင်းနေရင်ကျွန်တော်တို့လူရှင်တွေပဲစုရည်ပြီးတန်းချပါမယ်လာပါလိမ့်မယ်ပြီးလို့ရှိရင်မျိုးကတော့မမကြီးကမျိုးဆွတ်ချင်လို့တဲ့အော်ကျွန်တော်ပန်းကိုထမင်းနဲ့ဖတ်စင်မဖြုံးနဲ့โอเคဒါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ညီလေးရဲ့မွေးနေ့ကတော့18ရက်နေ့မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ4ရက်တိုင်တိုင်ကပြဖြော်လေးမှာ4ရက်လုံးကိုကျွန်တော်မွေးနေ့ကိတ်ခွဲပေးမယ်ဟုတ်တယ်4လုံးခွဲမယ်ဒါပြောမယ်ဆိုထူးခြားတဲ့အစီအစဉ်လေးတစ်ခုပေါ့တကယ်လည်းမွေးနေ့က18ရက်နေ့မှာ18ရက်နေ့မှာနော်ဒါကျွန်တော်တူးလိုက်ရဲ့မွေးနေ့ကတော့16ရက်နေ့မှာကျွန်တော်ချင်းညာအသေးတွေပေါ့ဒါလည်းမနှက်ပြန်မွေးနေ့ရောက်နေကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီမင်းပေါ်မှာဒီကနေ့ဒီစီလေးဟုတ်တရားချင်းကမှာဟုတ်ပြီစားမယ်ဇုံးလေးစုပ်ကျွန်မဆိုကိတ်မကတကအမေစတိပေါ်ကြီးလေးအဖေရတရားတန်ကကုန်းတော်မလားနဖာကတော့လည်းကျွေးမလားရင်ချောင်းကြီးလည်းစိုးနေလို့ပဲချောင်းဆော်လို့ရှိအကိုကြီးနဲ့တော့ရအောင်ပါဒါလည်းရငါဆော်လာပြီဒါဆိုကျွန်တော်တို့ဆိုင်ရင်မိုးတဲ့ဆော်လေးစီတော့နွားကြီးဟုတ်တယ်နွားလေးပဲနေတူအဲ့တော့ကျွန်တော်တို့စီလာကဒေါက်တာလူရှင်စေဦးကိုဥစွာပထမဆုလက်ဆောင်လေးချင်းမှာဖြစ်ပါတယ်စီလာရဲ့ကလူရှင်ကတော့အာတူဟိုဒီပတ်ဆက်နဲ့ဘယ်လိုလဲခင်ဗျာဟုတ်ပြီရှင်းလေးထွက်သွားပြီလားဒီရှင်းလေးထုံးနေတာပဲကောင်းလိုက်တာဖတ်မှလည်းမပါဘူးကျွန်တော်တို့